အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ပြပြမှာဂျိုခုံဒီမှာရှိတဲ့တရိကန်နဲ့တန်လက်ကြောက်ဘူးအကြောင်းပြပြပါပထမဗီဒီယိုပိုင်းမှာကျွန်တော်ဂျိုခုနှလုံးအကြောင်းပြောပြပြီးဖြစ်တယ်အဲဒီဂျိုခုနှလုံးမှာရှိမဲ့တရိကန်အကြောင်းတော့ဆက်ပြီးပြပြမှာဖြစ်ပါတယ်တကယ်လို့ဒီတရိကန်တွေဂျိုဒီတရိကန်ဂျိုတရိကန်အမှတ်သားရှိလို့ရှိရင်စီးပွားရေးပြည့်စုံတယ်အဲ့ဒီမှာတခါဒီတရိကန်ဂျိုပေါ်မှာတန်တဲ့ပုံစံဘယင်ကိုင်တဲ့တန်တဲ့ပုံစံတွေရှိလို့ရှိရင်မိမိလုပ်ငန်းတဲ့အကြီးကဲနေရာကောင်းဆောင်နေရာများတဲ့ရတဲ့တရိကန်ဂျိုပေါ်ဒီတရိကန်ဂျိုပေါ်မှာတရိကန်ရှိရင်စာပေကျမ်းကန်လိုက်ဝါဒနာပတ်သက်တဲ့တရားဂျိုအင်္ဂါဂျိုအင်္ဂါဂျိုမှာတရိကန်ရှိရင်စိတ်သက်ရေးရတဲ့ထူးခြားမှုတက်တယ်ဒါအင်္ဂါဂျိုကဖိုးတယ်အင်္ဂါဂျိုမှာဖိုးဝေးပြည့်အမှဒီတရိကန်ရှိလို့ရှိရင်စိတ်သက်ရေးရတဲ့ထူးခြားမှုတက်တယ်အင်္ဂါဂျိုဒီဗုဒ္ဓဘုရားဂျိုမှာတရိကန်ရှိလို့ရှိရင်တင်ချာဓာတုပေတာ၌ထူးခြားတက်တယ်ကျောင်းဆရာဆိုတဲ့တင်ချာဆရာတော့ဓာတုပေတာဆရာတင်ချာပမောက္ခတော့ဓာတုပေတာပမောက္ခဖြစ်တယ်ဒီထဲမှာပညာပြီးဆုံးအောင်မလို့တော့ဆိုရင်ကျူတဲ့ဖေးရတဲ့နေမှာရန်တော့ဘယ်နဲ့တက်ချက်နေချေထိုးနေမှာတက်ချက်လာရန်တော့ဒီဖြစ်တယ်ဒါဘုဒ္ဓဘုရားဒါကြတာပရိကျုမှာတရိကန်ရှိခဲ့လို့ရှိရင်လူများဥဆောင်လာတဲ့ခေါင်းဆောင်တွေဖြစ်တယ်အဲ့မှာဒီကြတာပရိကျုမှာတရိကန်အားကိုကြာဘူးပါရှိမယ်ဆိုရင်စာရေးဆရာဖြစ်တယ်ဒီကြာဘူးပါရှိမယ်ဆိုရင်စာရေးဆရာဖြစ်တယ်ဒီတောက်ကြကျုပ်ခေါ်မှာတရိကန်ရှိခဲ့လို့ရှိရင်အခြေအနေနဲ့အောင်မြင်စီမိမိနှစ်တက်တူနဲ့ဘောခလေးရတတ်တယ်စနေကျုပ်ခေါ်မှာဒီစနေကျုပ်ခေါ်မှာတရိကန်ရှိလို့ရှိရင်ရာထူးအကြီးကျယ်တဲ့ဝန်ထမ်းတွေဆိုရာထူးအကြီးကျယ်ဖြစ်မယ်အစိုးရဝန်ထမ်းတွေဆိုရင်အကြီးကျယ်ဖြစ်မယ်မိန်းမဆိုရင်ဆရာကတော့မင်းကတော့ဖြစ်ရတတ်တယ်ဒီလက္ခဏာရဲ့ဂျုပ်ပေမှာမိတိနေရာမှာဆိုရင်ညောင်ရွက်ပုတ်တကယ်ရှိခဲ့လို့ရှိရင်ဉာဏ်ဒီမျိုး၅ပါးဖြစ်စီလို့မရဘူးဒီအသက်လမ်းကြောင်းရဲ့အောက်မှာနှချင်းမီးပုံစံရှိလို့ရှိရင်ပစ္စည်းဥစ္စာဟောကျွေဝတ်တတ်တယ်